လို့ရှိရင်ဒီနေ့ကနည်းနည်းဆိုင်ရစောနေသေးတယ်ဟုတ်ဆိုင်ရနည်းနည်းစောနေသေးတော့မဖွင့်သေးဘူးဆိုတော့ဘာမှမရသေးဘူးဟောရတယ်အဲ့ဒါလည်းစကားပြောနေစောက်လိုက်တာဟုတ်ကဲ့ပါဒါကတော့ဒရိုက်တာကျိုးဖြစ်ပါတယ်ရှင်ကဲဆရာဒီမှာဒရိုက်တာလုပ်တဲ့အကြောင်းလေးတွေနဲ့ပြီးတော့အနုပညာရှင်တွေကိုမွေးထုတ်ပေးခြင်းနဲ့ဆေးရှိတဲ့အတွက်နည်းနည်းလေးမိတ်ဆက်ပေးပါအောင်ထိုင်းရောက်နေပါပြီရှင်မင်္ဂလာပါကိုကျိုးကထိုင်းရောက်နေတာကတော့3နှစ်လောက်ရှိပေါ့နော်အရင်ကတော့ထိုင်းရောက်ရင်ကိုကျိုးကဒီကုမ္ပဏီတစ်ခုမှကိုကျိုးကအလုပ်ဝင်လုပ်တာပေါ့အခုတော့ပြင်မှာဒီကိုကျိုးရဲ့ဒီဟောပေါ့နော်အဆိုတော်တွေလည်းအများကြီးရှိတယ်ထိုင်းနိုင်ငံမှာရောက်နေကြတာပေါ့နော်မွန်တိုင်းသားအဆိုတော်တွေလည်းရှိတယ်နောက်ပြီးတော့ဒီတက်သစ္စာအဆိုတော်ပေါ့နော်နောက်ဒီဝါသနာရှင်အဆိုတော်တွေလည်းအများကြီးရှိတယ်သူတို့တွေကအနုပညာကိုအရန်အဲ့လိုပေါ့သူတို့လှုပ်ရှင်တယ်ပေါ့နော်ရင်တော့သူတို့ကအနုပညာကိုလောက်ရချင်းမှာလမ်းကြောင်းသူ့ကိုသူတို့မတွေးကြဘူးပေါ့ဘယ်လိုမျိုးလဲဆိုရင်သူတို့အနုပညာတွေကိုထုတ်ဖော်ဖို့အတွက်ဒီ quality ကောင်းကောင်းနဲ့တကယ် professional ကြကြအနုပညာဖန်တီးမှုမျိုးတွေသူတို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုကျိုးကအခုထိုင်းအောင်ရောက်နေပါပြီရောက်တဲ့ကြောင့်တကယ် professional ဆန်ဆန်တကယ် professional ကြကြပေါ့နော်ဒီအနုပညာဖန်တီးမှုတွေအားလုံးကိုကိုကျိုးနဲ့လာရောက်တိုင်နေပြီးတော့ဒီလုပ်လို့ရဖို့အတွက်အခုအပြင်မှာကိုကျိုးကထွက်ပြီးတော့ဒါရိုက်ပေးနေပါပြီပေါ့ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာရွက်ပုံးသီးတွေအများကြီးရှိတယ်ဆရာနဲ့ချိတ်ဆက်ပေးပြီးတော့တရုတ်ဆောင်ကျင်တယ်ဆိုလို့ရှိရင်မနေ့ကနေတစ်စင်လဲဆက်သွယ်လို့ရတယ်လို့ဆရာရဲ့အကောင့်မှာလည်းဒါတိုင်းဆက်သွယ်လို့ရပါတယ်ရှင်ဟုတ်ရိုက်ကူးရေးမျိုးပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်ဒီမှာအနုပညာနဲ့ပတ်သက်ပြီးတော့ဒါဟိုကြော်ညာပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီဇလန်တိုပဲဖြစ်ဖြစ်တချင်းတွေ music video တွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လို commercial မျိုးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကနေတစ်စင်တော့၎င်းနောက်မနေ့ကနေတစ်စင်တော့၎င်းဆက်သွယ်ပြီးတော့ရိုက်ကူးလို့ရပါတယ်ဗောနော်တိုင်ပင်လို့လည်းရတယ်နောက်တစ်ခုကဟိုဒီအနုပညာဖန်တီးမှုနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ဒီစီးပွားရေး business မှာကိုယ့်ရဲ့ကုန်ပစ္စည်း product တွေကိုဘယ်လိုထုတ်ဖော်ပြီးတော့ဘယ်လိုပြည့်တဲ့ဒီဗောနော်ဒီစားသုံးသူ user တွေရဲ့လက်ထဲကိုဘယ်လိုထည့်မလဲဆိုတာကိုလာရောက်တိုင်ပင်လို့လည်းရတယ်နောက်တစ်ခုကဖန်တီးလို့လည်းရပါတယ်ဟုတ်ပါတယ်ရှင်ကဲအခုမနေ့ကတော့ဆရာဒရိုက်တာကျိုးနဲ့မိတ်ဆက်ပေးပြီးသွားပြီတကယ်ဝါသနာပါတယ်တရုတ်ဆောင်ခြင်းနဲ့တကယ်ပုံမှန်အမှုပညာချစ်ခင်တဲ့သူတွေအားလုံးကိုလက်ကမ်းကြိုးဆိုပေးနေပါတယ်ရှင်မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ပါ